ကန်တော်ကြီးဘက်မှာနေရလူတွေဆိုရင်တော့ဒီတုတ်ဆန်လေးကိုစားဦးကြလိမ့်မယ်ထင်တယ်ကိုရီအရင်တော့ရဲနာဝန်ချောင်းတက်တော့ကန်တင်းကထမင်းနေစားရပြင်းလာပြီဆိုလို့ရှိရင်ပြန်တဲ့အချိန်ကျရင်ဒီဆန်မှာဝင်ပြီးစွဲနေကြဒါလေးကတော့အာလူးကြတဲ့ထမင်းတော့အာလူးရဲ့ကြတဲ့ထမင်းကိုနေထားစီစီလေးနဲ့စားလို့ကောင်းတယ်ဒါလေးကတော့ဒီဆိုင်မှာအမြဲ favorite လို့ပြောလို့ရတဲ့ရှောက်သီးတုတ်ဆိုပေမဲ့ရှောက်ပြီးတော့တုတ်ပေးထားမှာမဟုတ်ဘူးငပိနဲ့ဇမ်းမမြောင်တုတ်ပေးထားတာဘော်ရိုင်းနဲ့အာလူးလေးဖုတ်ရင်းနှီးချမ်းလေးတောက်ပြီးတော့မြည်လိုက်မယ်ဆိုရင်တော့ share ပဲဒါလေးကတော့ယိုရီးယားကြတဲ့တော့ရှင်းရှင်းကြတဲ့တို့လိုမျိုးအထုပ်တွေကိုပြုတ်ပြီးတော့ကြော်ထားတာထင်တယ်ဒါကတော့ကျွန်တော်တငယ်ချင်းရဲ့ favorite menu ကျွန်တော်ကတော့ဒီလိုမျိုးကြီးကြော်ထားတော့လုံးဝမကြိုက်ဘူးအဲ့တော့အရသာကြည့်ချင်းကျွန်တော်တငယ်ချင်းကိုပဲသွားမိလိုက်ပါဒါကတော့ထမင်းနဲ့အတုပ်တွေမှာလို့ရှိရင်တွဲစားလို့ရအောင်လို့စပွဲပေါ်မှာချထားပြီးငရုတ်သီးကြောက်ကြော်ဖြစ်ပါတယ်နောက်ထပ်သူ့ဆန်ဒုတိယကြိုက်ဆုံးကတော့ဒီတင်မော်တီတုပ်မြန်မာလိုပဲတုပ်ထားတာတုပ်ဖူးတွေအာလူးတွေနဲ့ရှုပ်ရှုပ်ထွေးထွေးမဟုတ်ဘူးစီဝါလေးနဲ့အစီစမ်းလေးရဲ့ခုနငရုတ်သီးကြော်လေးရဲ့နဲ့တွဲစားလိုက်ရင်ငါနဲ့ rose လို့ပဲတော်တော်ကိုလိုက်ခတ်တာဟိုးရှိတော့ပေါ့ကွယ်ဒီလေးညီမလေးလိုမျိုး spicy တွေ exact တွေမပေါ်သေးတော့90 spoon နဲ့ခင်ဗျာမယ်ချင်းလက်ခေါက်ဆွဲကိုပဲပြုတ်ပြီးစားလိုက်ကြော်ပြီးစားလိုက်နဲ့စားခဲ့တဲ့ကွယ်ဒါလေးကတော့ပြည်သမင်းတော့ပြည်မှာစားခဲ့ရတာနဲ့တော့မတူသူ့ကနဲ့သူတော့စားလို့ကောင်းတယ်ဒီဆိုင်ရောက်တဲ့ဆိုရင်ငဖဲကြော်လေးကတော့စားကိုစားကြည့်ခဲ့ must try ကျွန်တော်တော့တုတ်ခိုင်းလိုက်တာထက်စားလို့ရှိရင်တက်တက်မာပြီးတော့ဒီလိုမျိုးတခိုင်ချင်းကြိုက်စားရအောင်ပိုကြိုက်တယ်ကျွန်တော်အခုသွားစားခဲ့တဲ့ဆိုင်လေးကတော့ကန်တော်မီးပွိုင်းရဲ့လမ်းနောက်ဘက်မှာရှိတဲ့မိုးကောင်းဆိုတဲ့အတုပ်ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကဖွင့်ထားလဲကြာပြီးပေးရတဲ့ဈေးနဲ့အရသာနဲ့တော်တော်တန်တဲ့ဆိုင်ကျွန်တော်အခုစားခဲ့ရတဲ့အကုန်လုံးမှာ3000လောက်ပဲကြာတယ်မစားဘူးတဲ့တစ်ခေါက်တော့သွားစားကြည့်လိုက်ပါဒါပဲနော်ခွတ်